မိမိတို့ကျင့်သုံးရမယ့်တရားသည်တိဒါနနှစ်သီလသုံးသမာဓိလေးပညာလို့ဒီကန္တသုတ်တန်နဲ့ရှိလို့ရှိရင်ကျင့်ဖို့ရဟာ၄ခုရှိတယ်အဲ့ဒီ၄ခုမှာအခုမိမိတို့ဒီနေ့စဉ်ဒါနကောင်းမှုကုသိုလ်ကိုပြုလျက်ရှိတယ်နေ့စဉ်၅ပါးသီလရှိရတဲ့လပြည့်လကွယ်အခါကြီးရကြီးများ၌၈ပါးသီလ၆ဒီခံယူကျင့်သုံးခြင်းဖြင့်သီလဒီဟုသောအနုဂါမိကဥစ္စာကိုလည်းပဲနေ့စဉ်ကျင့်သုံးလျက်ရှိကြတယ်တခါသမာဓိခေါ်တဲ့ကောင်းမှုဖြစ်အောင်ပုဂ္ဂိုလ်တယောက်မေးလိုက်လို့ရှိရင်ပရိပဲလို့စိတ်တုံးတတိတော်အရဟံဂုဏ်တော်ပတိစိတ်တယ်ဖေရဘယ်လိုဆိုစိတ်တုံးသောဘဂဝါဣတိပိအရဟံအဲ့ဒီလိုဆိုပြီးပတိစိတ်တယ်လေဒီလိုပုဂ္ဂိုလ်လဲတစ်မျိုးပဲနော်အဲ့ဒီလိုတစ်မျိုးစီသမာဓိနဲ့ပတ်သက်ပြီးသမာဓိနဲ့ဆိုင်တဲ့ကမ္မထံကိုကသူက40လောက်ရှိတော့ဒီ40တဲကဗုဒ္ဓနုဿတိမှာအရဟံနဲ့သမာဓိဘာဝနာထူထောင်တာများတယ်ဒီအာနာပါနသတိနဲ့သမာဓိဘာဝနာထူထောင်တာနည်းအာနာပါနခေါ်တဲ့ထွက်လေဝင်လေနဲ့ပတ်သက်ပြီးတော့သမာဓိဘာဝနာပြီးတော့ဝိပဿနာဘာဝနာနှမျိုးနှလုံးသွင်းတတ်အောင်ဘုန်းကြီးများပြောပေးရမယ်ဝတ္တရားရှိပါတယ်တနည်းအားဖြင့်ပြောရင်ဘုန်းကြီးများသည်ပရိယပฏิပတ်နှမျိုးမှာကြောင့်ပရိယတိသာနနာကိုဥတည်ပြီးတော့ပြုနေတဲ့အခါဖြစ်လို့မို့လို့ပฏิပတ်တိကိုဒီကမ္မထဌာနဒီကဲ့သို့9ရက်တို့10ရက်စခန်းတို့ဘာတို့ညာတို့နဲ့ဘုန်းကြီးများမပြောမဆိုပါဘူးသို့တော့ကိုတော်တို့မေ့လျော့နေသလားလို့မေးကြရရှိတယ်ဒီလိုမေ့လျော့မနေပါဘူးအခွင့်ရတိုင်းဟောဒီအာနာပါနနဲ့ပတ်သက်ပြီးတော့ဒီကဏ္ဍနာနီးလို့ခေါ်တယ်ထွက်လေဝင်လေနဲ့ပတ်သက်ပြီးတော့ကဏ္ဍနာနီးဆိုတာရေတွက်တဲ့နီးပေါ့ဒီလိုဗမာလိုပြောရင်အဲ့ဒါသမာဓိမိမိတို့ထူထောင်ခြင်းနဲ့အာနာပါနနဲ့သမာဓိထူထောင်ခြင်းနဲ့ဆိုရင်လွယ်လေးဘယ်လိုလဲမိငိမ့်နေဟောဒီထွက်လေဝင်လေတစ်ချိန်မှာဥပမာထွက်တဲ့ဝင်တဲ့တစ်ချိန်ရှိရင်တစ်နောက်တစ်ချိန်ကြတော့နှစ်နောက်တစ်ချိန်ကြတော့သုံးနောက်တစ်ချိန်ကြတော့လေးနောက်တစ်ချိန်ကြတော့ငါးဒါငါးရှိအောင်သွားရတက္ကလာရဲ့အောင်ပြန်ပြီးတော့ထွက်လိုက်ဝင်လိုက်တစ်ထွက်လေဝင်လေနှစ်ထွက်လေဝင်လေသုံးထွက်လေဝင်လေလေးထွက်လေဝင်လေငါးထွက်လေဝင်လေ6တက္ကလာရဲ့အောင်ထွက်လေဝင်လေတစ်ထွက်လေဝင်လေနှစ်ထွက်လေဝင်လေသုံးထွက်လေဝင်လေလေးထွက်လေဝင်လေငါးထွက်လေဝင်လေ6ထွက်လေဝင်လေ9တခါအရင်ပြန်မယ်ထွက်လေဝင်လေဆိုတာမိမိအသက်ရှူတာနော်တပတ်ရှူတာထွက်လေဝင်လေတစ်ထွက်လေဝင်လေနှစ်ထွက်လေဝင်လေသုံးထွက်လေဝင်လေလေးထွက်လေဝင်လေငါးထွက်လေဝင်လေ6ထွက်လေဝင်လေ9ထွက်လေဝင်လေ10တခါပြန်မဲ့ထွက်လေဝင်လေကြည့်ပြီးတော့တစ်ထွက်လေဝင်လေကြည့်ပြီးတော့နှစ်ထွက်လေဝင်လေကြည့်ပြီးတော့သုံးထွက်လေဝင်လေကြည့်ပြီးတော့လေးထွက်လေဝင်လေကြည့်ပြီးတော့ငါးထွက်လေဝင်လေကြည့်ပြီးတော့6ထွက်လေဝင်လေကြည့်ပြီး9ထွက်လေဝင်လေကြည့်ပြီး10ထွက်လေဝင်လေကိုကြည့်ပြီးတော့9အရင်ပြန်ခဲ့
ထွက်လေဝင်လေကိုကြည့်ပြီးတော့တစ်ထွက်လေဝင်လေကိုကြည့်ပြီးတော့နှစ်ထွက်လေဝင်လေကြည့်ပြီးတော့သုံးထွက်လေဝင်လေကိုကြည့်ပြီးတော့လေးထွက်လေဝင်လေကိုကြည့်ပြီးတော့ငါးထွက်လေဝင်လေကိုကြည့်ပြီးတော့၆ထွက်လေဝင်လေကိုအာယုံကြည့်ပြီးတော့ခေါ်ထွက်လေဝင်လေကိုအာယုံပြုပြီးတော့ရှေ့စိတ်ထဲကမှတ်ရထွက်လေဝင်လေကိုအာယုံပြုပြီးတော့ကိုးတခါထွက်လေဝင်လေကိုအာယုံပြုပြီးတော့30ဟုတ်လားကဏ္ဍနာနီးတစ်ခေါက်ရောက်တယ်လို့ခေါ်တယ်နော်ဒါဘုန်းကြီးပြောတာကပြောလို့အတန်ကထွက်ရမိမိဘာသာမိမိလုပ်တော့အတန်ထွက်ဖို့မလိုစိတ်နဲ့တင်လုပ်ရမှာနော်1 2 3 4 5တခါလာခဲ့1 2 3 4 5 6တခါလာခဲ့1 2 3 4 5 6ခွန်းတခါလာခဲ့1 2 3 4 5 6ခွန်း8တခါလာခဲ့1 2 3 4 5 6ခွန်း8 9တခါလာခဲ့1 2 3 4 5 6ခွန်း8 9 10ဒါကဏ္ဍနာနည်းလို့ခေါ်တယ်သမာဓိဘာဝနာကိုထူထောင်တဲ့နည်းအာနာပါနနဲ့ထူထောင်တဲ့နည်းဘာမှမခက်ဘူးစိတ်ပြီးပြီးငြိမ်ငြိမ်ထားပြီးတော့ဟောဒီတစ်ခေါက်ရောက်သွားပြီဆိုရင်ဒါသမာဓိဘာဝနာတစ်ခေါက်ရအဲဒီသမာဓိဘာဝနာပြီးရင်ပညာဘာဝနာဆက်ပြီးတော့ကြည့်ရဆက်ပြီးတော့ကြည့်လို့ရှိရင်ဒါတွေကိုခြုံကြည့်လိုက်ထွက်တဲ့ဝင်တဲ့နှမျိုးမှာထွက်လေကိုထုတ်တဲ့အခိုက်ဝင်လေကိုရှူဆိုင်တဲ့အခိုက်နှမျိုးကြည့်စမ်းထွက်လေကိုထုတ်သောအခိုက်ဝင်လေကိုရှူသောဝင်လေကိုရှူဆိုင်သောအခိုက်နှမျိုးရှိအဲ့ဒီနှမျိုးမှာထွက်လေကိုထုတ်သောအခိုက်၌ဖြစ်တဲ့ယုံနံတရားတို့သည်ဝင်လေကိုရှူသောအခိုက်၌မရောက်ပါမလိုက်ပါထိုထွက်လေကိုထုတ်သောခဏ၌သာလျှင်ချုပ်ပြောက်ကြသောကြောင့်အနိစ္စအနိစ္စဒုက္ခဒုက္ခအနတ္တအနတ္တသို့မဟုတ်အနိစ္စဘာတကဒုက္ခဘာတကအနတ္တဘာတကတခါဝင်လေကိုရှူဆိုင်သောခဏ၌ဖြစ်သောယုံနံတရားတို့သည်ထွက်လေကိုထုတ်သောခဏတို့မလိုက်ပါထိုဝင်လေကိုဒီရှူသောခဏ၌မှာပင်လင်ချုပ်ပြောက်ကြသောကြောင့်အနိစ္စဘာတကဒုက္ခဘာတကအနတ္တဘာတကလို့အဲ့ဒါစိတ်ထဲကဆိုပြီးတော့ရှုရင်ဟောတာဝိပဿနာဘာဝနာဖြစ်တယ်နော်အဲ့ဒီဥစ္စာဘုန်းကြီးတို့ဒီစာရဲမြောက်ကြတော့အခြေတဝန့်ဒါလို့ရှုတာရှိဘယ်လိုလဲ3ပါးသက်ရွယ်အရွယ်3ပါးပထမအရွယ်မစ္စည်းမအရွယ်ပစ္စည်းမအရွယ်3ပါးလူဘဝမှာအသက်တရားတမ်းမှာအရွယ်3ပါးထားလိုက်ရင်ပထမအရွယ်ဆိုတာကမွေးဖွားဒီမှ34နှစ်33နှစ်4လထိအောင်ဒါပထမအရွယ်တခါအဲ့ဒီ33နှစ်4လကနောက်အလေပိုင်း33နှစ်4လဒီဒါမိရှိမအရွယ်တခါအဲ့ဒီနှစ်ခုပေါင်းလိုက်ရင်66နှစ်8လဖြစ်သွားတယ်အဲ့ဒီ66နှစ်8လကနောက်33နှစ်4လအားလုံးအနှစ်တရာဒါအသက်တရာတန်ကို3ပုံပုံရအဲ့ဒီနောက်ဆုံး33နှစ်4လဒီပစ္စည်းမအရွယ်အဲ့ဒီလိုအရွယ်နဲ့စိတ်ထဲမှန်းပြီးတော့ပထမအရွယ်၌ဖြစ်သောယုံနံတရားတို့သည်မိရှိမအရွယ်သို့မလိုက်ပါထိုပထမအရွယ်မှာပင်လျှင်ချုပ်ပြောက်လေသောကြောင့်အနိစ္စဒုက္ခအနတ္တပါဒကတခါမိရှိမအရွယ်၌ဖြစ်သောယုံနံတရားတို့သည်ပိရှိမအရွယ်သို့မလိုက်ပါထိုမိရှိမအရွယ်မှာပင်ချုပ်ပြောက်လေရကအနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကတခါပိရှိမအရွယ်၌ဖြစ်တဲ့ယုံနံတရားတို့သည်နောက်တစ်ဖန်ဘဝတည်းသို့မလိုက်ပါဤဘဝမှာပင်ချုပ်ပြောက်လေသောကြောင့်
အနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကတို့ဟောတာအရွယ်3ပါးနဲ့လည်းပဲဝိပဿနာရှုရတယ်နော်ရှုနိုင်တယ်ဒါတက္ကထာကပြတဲ့ရှုနည်းတက္က3ပါးသက်ရွယ်ဆေဒတကဓာတကအသက်တရားတန်းကို10နှစ်တပုံ10နှစ်တပုံ10နှစ်တပုံပုံရင်10ပုံထွက်ဒါကိုဗမာလူလွယ်ခေါ်ရင်ပထမ10နှစ်ဒုတိယ10နှစ်တတိယ10နှစ်စတုတ္ထ10နှစ်ပင်စမ10နှစ်သတ္ထ10နှစ်တတ္တမ10နှစ်အဋ္ဌမ10နှစ်နဝမ10နှစ်ဓမ္မ10နှစ်လို့10နှစ်အနေနဲ့အသက်တရားကိုပုံရင်သူ10ပုံရတယ်ပထမ10နှစ်၌ဖြစ်သောယုံနံတရားတို့သည်ဒုတိယ10နှစ်တို့မပါထိုပထမ10နှစ်မှပင်လင်ချုပ်ပြောက်လေသောကြောင့်အနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကဒုတိယ10နှစ်၌ဖြစ်သောယုံနံတရားတို့သည်တတိယ10နှစ်တို့မလိုက်ပါထိုဒုတိယ10နှစ်မှပင်လင်ချုပ်ပြောက်လေရကအနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကဤနည်းအပြင်သွားကြည့်လိုက်စမ်းတတိယ10နှစ်၌ဖြစ်သောယုံနံတရားတို့သည်စတုတ္ထ10နှစ်တို့မလိုက်ပါထိုတတိယ10နှစ်မှပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကတခါစတုတ္ထ10နှစ်၌ဖြစ်တဲ့ယုံနံတရားတို့သည်ပင်စမ10နှစ်တို့မပါထိုစတုတ္ထ10နှစ်မှပင်လင်ချုပ်ပြောက်လေရကအနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကပင်စမ10နှစ်၌ဖြစ်တဲ့ယုံနံတရားတို့သည်သတ္ထ10နှစ်တို့မလိုက်ပါထိုပင်စမ10နှစ်မှပင်ချုပ်ပြောက်လေရကအနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကသတ္ထ10နှစ်၌ဖြစ်တဲ့ယုံနံတရားတို့သည်တတ္တမ10နှစ်တို့မလိုက်ပါထိုသတ္ထ10နှစ်မှပင်ချုပ်ပြောက်လေရကအနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကအဒီလိုရှိရပါတက္ကသတ္တမ10နှစ်ကဖြစ်တဲ့ယုံနံတရားတို့သည်အဋ္ဌမ10နှစ်တို့မလိုက်ပါတတ္တမ10နှစ်မှပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကအဋ္ဌမ10နှစ်၌ဖြစ်တဲ့ယုံနံတရားတို့သည်နဝမ10နှစ်တို့မလိုက်ပါအသက်80တုန်းကယုံနံတွေဟာ90ဘက်ကိုမလိုက်ဘူးထိုအဋ္ဌမ10နှစ်မှပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကနဝမ10နှစ်၌ဖြစ်တဲ့ယုံနံတရားတို့သည်ဓမ္မ10နှစ်တို့မလိုက်ပါထိုနဝမ10နှစ်မှပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကလို့ဤနည်းနဲ့ပုံလိုက်ရင်10ပုံကြည့်ပြီးတော့အနှစ်တရားကိုတလူရှုရတယ်နော်တခါဒီ10နှစ်တစု10နှစ်တစုရှုလို့ဝါပြီးဆိုလို့ရှိရင်ရှေ့တက်အောင်ဒီဘုရားက10နှစ်နဲ့ဆိုတော့အနှစ်တရားကို10ပုံဖြစ်9နှစ်တစုပထမ9နှစ်ဒုတိယ9နှစ်တတိယ9နှစ်စတုတ္ထ9နှစ်ပင်စမ9နှစ်သတ္ထ9နှစ်တတ္တမ9နှစ်အဋ္ဌမ9နှစ်နဝမ9နှစ်ဓမ္မ9နှစ်ဧကဓမ္မ9နှစ်ဒွါဒသမ9နှစ်ဒေရသမ9နှစ်ဆိုကြပါစို့ဒီသုဒ္ဓသမ9နှစ်ပန္နရသမ9နှစ်သောလသမ9နှစ်သတ္တရသမ9နှစ်အဋ္ဌရသမ9နှစ်ဧကုဏဝိသတိမ9နှစ်ဝိသတိမ9နှစ်9နှစ်ကြတော့သူကအပုံ2ပုံအပုံ20ဖြစ်ဝိသတိမဆိုတဲ့ဝိသတိမအနှစ်9နှစ်၌ဖြစ်သောယုံနံတရားတို့သည်နောက်တစ်ပံဘဝတစ်တို့မပါထိုဝိသတိမ9နှစ်မှပင်ချုပ်ပြောက်လေရကအနိစ္စဘာဒကဒုက္ခဘာဒကအနတ္တဘာဒကတလူရှုရတခါ9နှစ်ပြီးတော့သုံးပါးတဲ့ရွယ်10ဓာတကပင်စကတိသတုကတဲ့4နှစ်တစု4နှစ်တစုအဲဒီလိုပုံလိုက်လို့ရှိရင်အသက်တရားတန်းဟာ4နှစ်တပုံ4နှစ်တပုံပုံရင်ဘယ်လိုရှိတော့9နှစ်ပြီးတော့4နှစ်နော်
4နှစ်တပုံဆိုတော့အပုံပေါင်း25ပုံရှိပထမ4နှစ်အတွင်းဖြစ်တဲ့ယုံ nant တရားတို့သည်ဒုတိယ4နှစ်တို့မလိုက်ပါထိုပထမ4နှစ်မှာပင်ချုပ်ပြောက်လေရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကအဲ့ဒီလိုဒုတိယ4နှစ်ကတတိယ4နှစ်ကသတုဋ္ဌ4နှစ်ကပင်စမ4နှစ်ကသတ္တ4နှစ်သတ္တ4နှစ်ကတတ္တမ4နှစ်အတ္တမ4နှစ်နဝမ4နှစ်ဓသမ4နှစ်ဧကဓသမပါဠိဆိုရတာခက်တဲ့ကိုတော့ဆိုရင်7ခုမြောက်4နှစ်12ခုမြောက်4နှစ်13ခုမြောက်4နှစ်14ခုမြောက်4နှစ်15ခုမြောက်4နှစ်16ခုမြောက်4နှစ်18ခုမြောက်4နှစ်18ခုမြောက်4နှစ်19ခုမြောက်4နှစ်အကျဉ်20မြောက်4နှစ်20ကြိမ်မြောက်4နှစ်22ကြိမ်မြောက်4နှစ်23ကြိမ်မြောက်4နှစ်24ကြိမ်မြောက်4နှစ်25ကြိမ်မြောက်4နှစ်နဲ့ဖြစ်တဲ့ယုံ nant တရားတို့သည်နောက်တစ်ဖန်ဘဝတည်းသို့မလိုက်ပါထို25ကြိမ်မြောက်4နှစ်မှာပင်လင်ချုပ်ပြောက်ကြလေရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့အဲ့ဒီလိုရှုရဒါသတုကနီးလို့ခေါ်တယ်အဲ့ဒီလိုသတုကနီးနဲ့ရှုလို့နိုင်ပြီဆိုတော့တိကနီးတိကဆိုတာ3နှစ်တစုပထမ3နှစ်ဒုတိယ3နှစ်တတိယ3နှစ်သတုဋ္ဌ3နှစ်ပင်စမ3နှစ်ဓာသတ္တ3နှစ်သတ္တမအဋ္ဌမနဝမဓသမ3နှစ်7ခုမြောက်3နှစ်12ခုမြောက်3နှစ်73ခုမြောက်3နှစ်14ခုမြောက်3နှစ်15ခုမြောက်3နှစ်16ခုမြောက်3နှစ်18ခုမြောက်3နှစ်17ခုမြောက်3နှစ်19ခုမြောက်3နှစ်20မြောက်အခု20မြောက်3နှစ်21ခုမြောက်3နှစ်22ခုမြောက်3နှစ်23ခုမြောက်3နှစ်24ခုမြောက်3နှစ်25ခုမြောက်3နှစ်26ခုမြောက်3နှစ်29ခုမြောက်3နှစ်28ခုမြောက်3နှစ်29ခုမြောက်3နှစ်30မြောက်3နှစ်30ခုမြောက်3နှစ်30မြောက်3နှစ်ဆိုတော့အသက်90ရောက်သွားတယ်နော်တန်ခါ30ခုမြောက်3နှစ်32ခုမြောက်3နှစ်33ခုမြောက်3နှစ်ဆိုတော့69နှစ်ပြည့်သွား33ခုမြောက်3နှစ်၌ဖြစ်သောယုံ nant တရားတို့သည်နောက်တစ်ဖန်ဘဝတည်းသို့မလိုက်ပါဤ33ခုမြောက်3နှစ်မှာပင်ချုပ်ပြောက်ကြလေရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့ရှုဖို့ပဲလိုတယ်နော်ရှုတဲ့နည်းကမခက်ဘူးအဲ့ဒီရှုတဲ့နည်းကိုဒါဘုန်းကြီးအခုပြောတာဟာဒီစာပေပရိယတ္တိနယ်မှာသာမှုအတိုင်းပြောနေတယ်တနည်းအားဖြင့်မဟာဝိသုဒ္ဓအမဆရာတော်ဘုရားကြီးများညွှန်ကြားတဲ့နည်းကိုဘုန်းကြီးများပြောနေတယ်သုံးပါးသက်ရွယ်စေတသကပင်စကတိသတုကတိသတုကဆိုတာ4နှစ်တစုတိက3နှစ်တစုပြီးတက္ကဒွိနှင့်ဧကဒွိဆိုတာက2နှစ်ပထမ2နှစ်ဒုတိယ2နှစ်တတိယ2နှစ်သတုဋ္ဌပင်စမသတ္တသတ္တမ2နှစ်အဋ္ဌမ2နှစ်နဝမ2နှစ်ဓသမ2နှစ်တက္ကဟိုဘက်ကြတော့ပါဠိကအသုံးခက်တယ်နော်အသုံးခက်တော့7ခုမြောက်2နှစ်12ခုမြောက်2နှစ်13ခုမြောက်2နှစ်14ခုမြောက်2နှစ်နဲ့သွားလိုက်မယ်ဆိုရင်ဒီအကျဉ်း90မြောက်2နှစ်ကြာတော့အသက်တရားကုန်ရောအကျဉ်း90မြောက်2နှစ်ကာလ၌ဖြစ်သောယုံ nant တရားတို့သည်နောက်တစ်ဖန်ဘဝတည်းသို့မလိုက်ပါဤဘဝမှာပင်ချုပ်ပြောက်နေသောကြောင့်အနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့အဲ့ဒီလိုရှုရမှာတခါတည်း2နှစ်နဲ့ရှုပြီးတော့1နှစ်နဲ့ပထမ1နှစ်၌ဖြစ်တဲ့ယုံ nant တရားတို့သည်2နှစ်အရွယ်သို့မလိုက်ပါ1နှစ်အရွယ်မှာပင်ချုပ်ပြောက်ကြသောကြောင့်
အနိစ္စပါဒကဒုက္ခပါဒကနဲ့အဲ့ဒီလိုသွားနှစ်အရွယ်မှာဖြစ်တဲ့ယုံနာတရားတို့သည်3 နှစ်သား3 နှစ်သမီးအရွယ်တို့မလိုက်ပါထို2 နှစ်သား2 နှစ်သမီးအရွယ်မှာပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စပါဒကဒုက္ခပါဒကနဲ့သွားလိုက်ပါအကျဉ်းတရား69 နှစ်မြောက်69 နှစ်၌ဖြစ်သောယုံနာတရားတို့သည်အသက်တရားတို့မလိုက်ပါထို69 နှစ်မှာပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စပါဒကဒုက္ခပါဒကအနတ္တတို့ပါဒကတခါအသက်တရား၌ဖြစ်သောယုံနာတရားတို့သည်နောက်ဒုတိယဘဝတို့မလိုက်ပါထိုအသက်တရားမှာပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့အဲ့ဒီလိုရှုရမှာနော်တခါဒီသုံးပါးတက်ရွယ်10ကြလကပင်စကတိသတုကတိဒွိနဲ့ဧကဒီတော့တစ်နှစ်အတွက်ပြီးသွားရောတစ်နှစ်ပြီးတော့မှတစ်နှစ်မှာဥဒုက3ခုရှိတစ်နှစ်ဥဒု3ခုဆိုတာကဆိုရပါစို့တရောင်မုံလာပြီကျော်တရက်ကနတော်လာပြီပြာလူလာပြီတပူတော်လာပြီတပေါင်းလာပြီအဲ့ဒီထိအောင်ဒါဆောင်းဥဒုနော်ဒါ4 လတစ်ခုပေါ့တပေါင်းလာပြီကနေပြီးတော့တကူလာပြီကဆုံလာပြီနေုံလာပြီဝါဆိုလာပြီထိအောင်ဒီ4 လကိုຫນွေဥဒုလို့ခေါ်တယ်တခါနေုံလာပြီကဝါဆိုလာပြီကနေပြီးဝါကောင်လာပြီတော်သလင်းလာပြီတရင်ကျွတ်လာပြီတစောင်းမုံလာပြီထိအောင်တတိယ4 လကိုဒီဥစ္စာမိုးဥဒုလို့ခေါ်တယ်လူတိုင်းနားလေတဲ့နီးနော်သုံးဝဥဒုလို့ဟောဒီစိတ်လာတယ်ဒီတော့ဆောင်းဥဒု၌ဖြစ်သောဆောင်းဥဒု4 လ၌ဖြစ်သောယုံနာတရားတို့သည်ຫນွေဥဒုတို့မလိုက်ပါဆောင်းဥဒုမှာပင်ချုပ်ပြောက်ကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့ရှုပါတဲ့တခါຫນွေဥဒု4 လ၌ဖြစ်တဲ့ယုံနာတရားတို့သည်မုံဥဒုတို့မလိုက်ပါຫນွေဥဒုမှာပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကမုံဥဒု4 လ၌ဖြစ်တဲ့ယုံနာတရားတို့သည်နောက်တစ်ပံဆောင်းဥဒုတို့မလိုက်ပါထိုမုံဥဒုမှာပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကတို့ရှုပါတဲ့ဒါလို့ဥဒုနဲ့ကြတော့တစ်နှစ်ကို3 ခုထားပြီးရှုရတခါဥဒုပြီးတော့ယတု6 ွယ်တစ်နှစ်ကို2 လကိုယတုတစ်ခု2 လကိုယတုတစ်ခုဘုန်းကြီးတို့ဒီစာပေသမားကတော့သူကလွဲတယ်ဒီတော့ဒီတစောင်းမုံလာပြီကနေပြီးနတော်လာပြီပြာလူလာပြီကိုဟေမန္တယတုလို့ခေါ်တယ်ပြာလူလာပြီကတပုတ်တော်လာပြီတပေါင်းလာပြီလူရင်းတော်ဒီဆောင်း4 လမှာ2 လကိုယတု2 ခု2 လကိုယတု1 ခု2 လကိုယတု1 ခုဒီလိုသတ်မှတ်အဲ့ဒီလိုသတ်မှတ်လိုက်တဲ့အခါကျတော့2 လကိုယတု1 ခုဒီလိုမှတ်ရအဲ့ဒီမိမိတို့မှတ်ခြင်းတော့ပါဠိလိုမမှတ်နိုင်တော့ယတု6 မျိုးပထမယတုဘယ်ကစတစောင်းမုံလာပြီကနတော်လာပြီပြာလူလာပြီထိအောင်ဒီ2 လကိုပထမယတုလို့မှတ်ဒါကပြာလူလာပြီကတဘူတော်လာပြီတပေါင်းလာပြီထိအောင်ဒုတိယယတုဒါကတပေါင်းလာပြီကတကူလာပြီကဆုံလာပြီထိအောင်တတိယယတုကဆုံလာပြီကနေပြီးတော့နေုံလာပြီဝါဆိုလာပြီထိအောင်သတုဋ္ဌယတုဝါဆိုလာပြီကဝါကောင်လာပြီတော်သလင်းလာပြီထိအောင်ပင်စမယတုပြီးတော့တရင်ကျွတ်လာပြီကတစောင်းမုံလာပြီထိအောင်ဟောဒီ2 လကိုတော်သလင်းလာပြီကတရင်ကျွတ်လာပြီတစောင်းမုံလာပြီအထိဒီ2 လကိုသတ္ထယတုလို့
နှစ်လကိုယတုတစ်ခုတစ်ခုပထမယတုဒုတိယယတုတတိယယတုသတုဋ္ဌယတုပင်စမယတုသတ္ထယတုလို့တလူယတုအနေနဲ့6ပုံပုံပြီးတော့ရှုရပထမယတု၌ဖြစ်သောယုံနံတရားတို့သည်ဒုတိယယတုတို့မလိုက်ပါထိုပထမယတုမှာပင်ချုပ်ပြောက်လေကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကဤနည်းသွားလိုက်သတ္ထယတု၌ဖြစ်တဲ့ယုံနံနှစ်ပါးတို့သည်ဒီနောက်တစ်ချိန်ပထမယတုတို့မလိုက်ပါထိုသတ္ထယတုမှာပင်ချုပ်ပြောက်လေရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့အဲဒီလိုနှစ်လကိုတစ်ချိန်နှစ်လတစ်ချိန်ယတုအနေနဲ့6ခုထားပြီးတော့မှလအနေနဲ့တွက်လအနေနဲ့လဆိုတော့တစ်နှစ်မှာ12လရှိကြဗျာတကူလ၌ဖြစ်တဲ့ယုံနံတရားတို့ဒီကဆုံလတို့မလိုက်ပါတကူလမှာပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကကဆုံလ၌ဖြစ်တဲ့ယုံနံတရားတို့ဒီနေယုံလတို့မလိုက်ပါကဆုံလမှာပင်ချုပ်ပြောက်လေကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကအဲဒီလိုရှုရမယ်နော်ကဆုံလကနေပြီးနေယုံလနေယုံလကနေပြီးဝါဆိုလဝါကောင်းတော်သလင်းတလောက်ပြောရင်လူသားတွေအလုံးနားလေရာသူလ၌ဖြစ်တဲ့ယုံနံတရားတို့ဒီတပူတွဲလတို့မလိုက်ပါရာသူလမှာပင်ချုပ်ပြောက်လေရကအနိစ္စပါဒကဒုက္ခပါဒကတပူတွဲလ၌ဖြစ်တဲ့ယုံနံတရားတို့ဒီတပေါင်းလတို့မလိုက်ပါထိုတပူတွဲလမှာပင်ချုပ်ပြောက်လေရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့တခါတပေါင်းလ၌ဖြစ်တဲ့ယုံနံနှစ်ပါးတို့သည်နောက်တစ်နှစ်တကူလတို့မလိုက်ပါထိုတပေါင်းလမှာပင်ချုပ်ပြောက်ကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့အဲဒီလိုလနဲ့ရှုပါတခါလနဲ့ပြီးတော့နေ့နဲ့ညနဲ့ရှုရလနဲ့ရှုပြီးတော့နေ့အခါ၌ဖြစ်တဲ့ယုံနံတရားတို့သည်ညအခါတို့မလိုက်ပါနေ့အခါမှာပင်ချုပ်ပြောက်ကုန်ရကအနိစ္စတို့ပါဒကဒုက္ခတို့ပါဒကအနတ္တတို့ပါဒကညအခါ၌ဖြစ်တဲ့ယုံနံတရားတို့သည်နောက်တစ်နေ့တို့မလိုက်ပါထိုညမှာပင်ချုပ်ပြောက်လေရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကအဲ့ဒါနေ့နဲ့ညအဲ့ဒီလိုရှုလိုက်ရင်တခါကုန်းသွားပြန်နော်တခါနေ့ကိုလည်းပဲ3ပုံပုံဒီကနေ့ဆိုပါစို့ဆိုမနေ့ခင်းနေ့လေခင်းညနေခင်းပြီးတော့ညမှာညဥယံတန်းကောင်ယံမိုးတော့ယံ3မျိုးအဲ့ဒီမှာနာနဲ့အခါ၌ဖြစ်တဲ့ယုံနံတရားတို့သည်နေ့လေအခါတို့မလိုက်ပါနာနဲ့အခါမှာပင်ချုပ်ပြောက်ကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တတို့ပါဒကနေ့အခါ၌ဖြစ်တဲ့ယုံနံတရားတို့သည်ညနေချမ်းအချိန်တို့မလိုက်ပါထိုနေ့အခါမှာပင်ချုပ်ပြောက်ကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကတခါညနေချမ်း၌ဖြစ်တဲ့ယုံနံတရားတို့သည်ညဥယံတို့မလိုက်ပါညနေချမ်းမှာပင်ချုပ်ပြောက်လေသောကြောင့်အနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကတခါညဥယံ၌ဖြစ်တဲ့ယုံနံတရားတို့သည်တန်းကောင်ယံတို့မလိုက်ပါညဥယံမှာပင်ချုပ်ပြောက်လေကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကတန်းကောင်ယံ၌ဖြစ်တဲ့ယုံနံတရားတို့သည်မိုးသောယံညရဲ့နောက်ပိုင်းကိုမိုးသောယံခေါ်တယ်မိုးသောယံတို့မလိုက်ပါထိုတန်းကောင်ယံမှာပင်ချုပ်ပြောက်လေရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကမိုးသောယံ၌ဖြစ်တဲ့ယုံနံတရားတို့သည်နောက်တစ်နေ့သို့မလိုက်ပါထိုမိုးသောယံမှာပင်ချုပ်ပြောက်လေကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့အဲဒီလိုဒီတစ်နေ့ကို6ခုထားပြီးတော့မှတခါဒီဝိရတိသဗ္ဗိအခါ
ကရိယာစဥဒ္ဒရဏကစသည်6ခုအစုစု၌ဖြစ်မှုဥဒ္ဒုံအလုံးစုံက၍တုံမဖြစ်တစ်ဖြစ်တရတစ်ရတစ်သိန်းနှံဥဒင်းတဲ့နှံစိတ်ပြတ်တို့ကိုယ်ပြက်ကြေမွအနိစ္စသည်ဒုက္ခအနတ္တပါရကားလို့မဟာဝိသုဒ္ဓယမသတော်ဘုရားကြီးကရှုပုံကိုအထကထာဝိသုဒ္ဓိမဲ့အထကထာဆိုတဲ့အတိုင်းလင်္ကာဖွဲ့ထားမိမိတို့အဲ့ဒီနည်းအတိုင်းရှုရင်ဘယ်လိုနည်းနဲ့မှမမှားဘူးနော်မမှားဘူးဒီအလေးရှိတ်ထားလိုက်တာကခြိတလန်းနော်ခြိတလန်းမှာကြွဒါကကြွတာကတပိုင်းပြီးတော့ကြွပြီးတော့အပေါ်ရောက်တော့ရက်နည်းနည်းလေးရက်ပြီးမှအောက်ချကြွတာရက်တာချဟောဒီကြည့်ကြွတာရက်တာချတန်ခါချပြီးတော့နောက်တစ်လမ်းသွားမယ်ကျန်တော့ဖြစ်၍နင်းပြီးတော့အထက်မြောက်ပြီးတော့အောက်ချအဲ့ဒီလိုကြည့်လိုက်လို့ရှိရင်ကုန်းရော့တယ်ဒါယုံနာနှစ်ပါးရဲ့အနိစ္စဒုက္ခအနတ္တဖြစ်ပုံကိုအဲ့ဒီအတိုင်းကြည့်ရင်ဒါကုန်းရော့ဒါကြောင့်မဟာဝိသုဒ္ဓမသတော်ကြီးပြောတဲ့အတိုင်းမိမိတို့ရှုရင်ရှုလို့မဆုံးအောင်ဖြစ်ပါရှုမဲ့ဆိုရင်လည်းပဲဘုန်းကြီးများအလွယ်ဆုံးနည်းကိုပြောပြီးပြီအဲ့ဒီအလွယ်ဆုံးနည်းနဲ့ဦးဇင်းတို့ရှုတာဘယ်မှသွားမနေနဲ့သွားရင်ဒီထက်ဆန်းတာဦးဇင်းတို့ကိုဘယ်သူမှမပြောဘူးတတိတော့ဘယ်တော့မှဒီလိုဝိပဿနာအလုပ်ကိုမပြောခဲ့ဘူးဘုလို့ခဏဝိပဿနာအလုပ်တွေကဆရာတွေကလည်းပဲ10ရက်စခန်းတို့9ရက်စခန်းတို့ဒါတွေပါတွေကများပြီးတော့လာတော့ဒီကိုယ်ရှိမှရောက်လာတဲ့အရှင်မြတ်တွေသာသနာကစတော်ကြီးများသဘောကျတယ်တနည်းပြောရင်လေဒီစတော်တို့မဟာဝိသုဒ္ဓယာမစတော်တို့အဲ့ဒီလိုစတော်ကြီးများသုံးတဲ့ကျင့်သုံးတဲ့နည်းကိုငါတော့ပြောပေးမှဖြစ်တော့မယ်မပြောရင်မဖြစ်တော့ဘူးလို့အဲ့ဒီလိုနှလုံးသွင်းမိတဲ့အတွက်ယခုလိုပြောတာဘုန်းကြီးပြောတာဟာဒီတစ်ချိန်ကြီးပထမအကျဉ်းနော်အားလုံးဒီပထမဆုံးကြည့်မယ်ဆိုရင်3ပါးသက်ရွယ်ကစကြည့်ပထမအရွယ်မစ္စည်းမအရွယ်ပစ္စည်းမအရွယ်အဲဒီကစပြီးတော့10ဓာတ်က10နှစ်တစု10နှစ်တစု10စုတခါပိစက9နှစ်တစု9နှစ်တစုအစု20ကြည့်3ခုလောက်ကြည့်မိလိုက်လို့ရှိရင်နောက်ကို4နှစ်တစု3နှစ်တစု2နှစ်တစု1နှစ်တစုတပြေးရှိတ်ပြီးတော့သွားလိမ့်မယ်1နှစ်တစုကြည့်ပြီးတဲ့အခါ1နှစ်မှာရှိတဲ့ဥဒု3ပါးနဲ့ကံကြည့်တခါဥဒု3ပါးပြီးတော့ယတု6တွင်ယတု6ပါးရကွယ်ရဆန်းဒီဝိရတိသဗ္ဗိအခါကရိယာစဥဒ္ဒရဏကစသည်6ခုအစုစု၌ဖြစ်မှုဥဒ္ဒုံအလုံးစုံကဖြစ်သည်မြဥဒ္ဒုံအလုံးစုံသောယုံနံတရားတို့သည်၍တုံမဖြစ်တဲ့နေရာကရှေ့ကိုနှမ်းတစည်းမှ၍မသွားဘူးတရှိတရတရတသိန်းနှမ်းအိုးကင်းတဲ့နှမ်းရှိကျက်တယ်လို့တဲ့ကိုယ်ပြည့်ကြည်မွအနိစ္စလိဒုက္ခအနတ္တကြီးပါရကားလို့အဲ့ဒီလိုရှုတဲ့မဟာဝိသုဒ္ဓယာမသတော်ဘုရားကြီးကသူရဲ့ပရမတ္ထသရူပဒီပဏိကမ္မထံပိုင်းမှာရှုပုံကိုအတိအလင်းပေါ်ပြတာလေအခုပြီးတော့ပြောပြီးပြီအရှင်ဘုရားတို့ရှုတတ်ပြီးရှုလဲရှုဖို့ပဲလိုပြီး
ဘယ်မှအဝေးကြီးသွားမနေနဲ့ကိုเจ้าနဲ့ကိုငြိမ်ငြိမ်ကလေးနေပြီးတော့တိတ်ဆိတ်တဲ့အချိန်မှာပထမနေ့ဆိုပါလို့ရဲ့3ပါးသက်ရွယ်အရွယ်3ပါး10ကြက10နှစ်တစု10နှစ်တစု10စုပြီးတော့9နှစ်တစု9နှစ်တစုအစု20ပေါ့ပြီးတော့မှဒါပထမနေ့ဒုတိယနေ့ကြာတော့4နှစ်တစု4နှစ်တစုတခါ4နှစ်တစုပြီးတော့3နှစ်တစု3နှစ်တစုပြီးတော့2နှစ်တစု2နှစ်တစုပြီးတော့1နှစ်တစုအဲဒီလိုကြည့်လိုက်ဒါတရက်ဆိုပါလို့အဲဒီ1နှစ်ကိုပြီးတော့မှဒီဥဒု3ခုနဲ့ကြည့်အဲဒီဥဒု3ခုကလည်းပဲတစ်ခါကြည့်လိုက်ရင်1နှစ်ကုန်သွားတယ်နော်အဲဒီဥဒု3ခုပြီးတော့ယတု6ခုနဲ့ကြည့်ယတု6ခုကလည်းပဲယတု6ခုကတစ်ခေါက်လောက်သွားလိုက်ရင်ကုန်သွားတယ်ဒါကယတု6တွေလကွယ်လရမ်းဒါကြတော့နှစ်ခုတည်းနဲ့ပြီးလကွယ်ဆိုတာလစုပ်ပက္ခလရမ်းပက္ခလရမ်းပက္ခနာဖြစ်တဲ့ယုံနံတရားတို့သည်လစုပ်ပက္ခလို့မရောက်မှု၍လရမ်းပက္ခမှာပင်ချုပ်ပြောက်ကြလေရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့ရှုကြတခါလစုပ်ပက္ခ၌ဖြစ်တဲ့ယုံနံတရားတို့သည်နောက်တစ်ဖန်လရမ်းပက္ခလို့မလိုက်ပါဒီလစုပ်ပက္ခမှာပင်ချုပ်ပြောက်လေရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့အဲဒီလိုရှုဒါလဆန်းလစုပ်ပြီးတော့နော်ဒီဝရတိရဲ့ဆက်ပြီးအခါညုံဒီနိစ္စကတိသတုကတိဒွိနှင့်ဧကဘုံဝဥဒုယတု6တွေလကွယ်လဆန်းပြီးတော့ဒီဝရတိဒီဝန်းကနေအခါ၌ဖြစ်တဲ့ယုတ်ရတ္တိကညင်းအခါ၌ဖြစ်တဲ့ယုံနံတရားဒီလိုနှစ်စုထားပြီးကြည့်ပြီးတော့မှဒီနေ့အခါမှာ3ချိန်ထားနာငယ်ခင်းနေ့လေခင်းညနေခင်းညအခါမှာညဥယံသံကောင်ရံမိုးတော့ရံ6ခုထားဆက်ပြီးအခါဆိုတာဒါပြောနော်ပြီးတော့မှအဲဒီဒီညဥယံသံကောင်ရံမိုးတော့ရံပြီးတော့မှကရိယာစအမှုအရာ6မျိုး6မျိုးကဘာလဲဆိုတော့ဥဒ္ဒရဏကစသည်6ခုအစုစု၌ဥဒ္ဒရဏဆိုတာဒီခြေရောက်ကြွမယ်ဆိုရင်ဟောဒီဖိနင်းတဲ့အချက်အခိုက်ကြွတော့မယ်ဆိုရင်စိတ်ကူးကြည့်နော်ဖိနင်းတဲ့ဒါတစ်ခိုက်ပြီးတော့နင်းပြီးတော့နင်းနေကြွအဲ့ဒီကြွလာတဲ့ဟာတစ်ခိုက်ကြွပြီးတော့မှရက်သွားအဲ့ဒါတစ်ခိုက်ဒါအထက်ကိုခြေတော့တက်တဲ့အခါတကယ်ဒီကနေပြီးတော့အောက်ကိုအာယူတဲ့အခိုက်အောက်ချမလို့တကယ်အောက်အာယူတဲ့အတိုင်းအောက်ကိုတဖြည်းဖြည်းချတဲ့အခိုက်မတူဘူးနော်ဘုန်းကြီးတို့ဒီအဘိဓမ္မာသဘောအရကြတော့သူ့အခိုက်နဲ့သူယုတ်တရားဖြစ်ပုံကိုကမတူပြီးတော့မှတခါမြေကြီးကိုခြေချတဲ့အခိုက်3ခုအတက်3ခုအကျ3ခုအဲ့ဒါကိုသတော်ကြီးကဥဒ္ဒရဏကစသည်6ခုဥဒ္ဒရဏကစပြီးတော့6မျိုးအစုစု၌ဖြစ်မှုဥဒ္ဒုံအလုံးစုံကရွေ့တုံမဖြစ်ဆိုတာသူ့အခိုက်ကနေပြီးနောက်တစ်ခိုက်ကိုရွှေ့ပြီးတော့မဖြစ်ဘူးလို့ပြောတာတစ်ရှိတရတစ်ဇတ်တစ်သင်းတစ်ရှိတရတစ်ဇတ်တသင်းဒီလိုဆိုလို့လေနန်းအိုးကင်းမှာနှမ်းစီတွေဖြက်ကျက်တယ်လို့နန်းအိုးကင်း၌ကိုယ်နှမ်းစီကျက်လို့ကိုယ်ပြက်ကြည်မွအနိစ္စသည်ဒုက္ခအနတ္တပါဒကားလို့ဆရာကြီးကသူကိုယ်တိုင်လည်းပဲဤအတိုင်းရှုကိုယ်တိုင်ရှုတဲ့အတိုင်းလည်းပဲရှားထဲမှာသင်္ကာရေးထားတယ်အဲ့ဒီဆရာကြီးများရေးထားရှုထားတဲ့မိကိုမိမိတို့လိုက်ပြီးကျင့်သုံးရင်မှားလို့ကိုမဖြစ်ဘူးနော်အဲ့ဒါကြောင့်မမှားအောင်ဘုန်းကြီးထရွေ
ပြောပြီးပြီဦးဇင်းတို့မှာဒါနကိုနေ့စဉ်လည်းပြုတယ်အခုလည်းပြုတယ်သီလကိုဆောက်တည်တယ်နေ့စဉ်လည်းဆောက်တည်တယ်အခုလည်းကျင့်သုံးလျက်ဘာဝနာနော်သမထဘာဝနာအနေနဲ့ထွက်တဲ့ဝင်သက်ကိုစောစောကပြောတဲ့အတိုင်းရှုကြပြီးတော့မှဝိပဿနာဘာဝနာအနေနဲ့ဒီထွက်လေဝင်လေနဲ့စပ်ပြီးတော့ရှုခြင်းရင်ဘုန်းကြီးပြောတဲ့အတိုင်းထွက်သက်ကိုထုတ်တာဝင်သက်ကိုရှုတာထွက်လေကိုထုတ်ဆဲခဏ၌ဖြစ်တဲ့ယုံနာနှစ်ပါးတို့သည်ဝင်လေကိုရှုဆဲခဏတို့မလိုက်ပါထိုထွက်လေကိုထုတ်ဆဲခဏမှပင်ချုပ်ပြောက်ကြရာကအနိစ္စပါဒကဒုက္ခပါဒကအနတ္တတို့ပါဒကဝင်လေကိုရှုဆိုင်သောခဏ၌ဖြစ်သောယုံနံတရားတို့သည်ထွက်လေကိုထုတ်သောခိုက်တို့မလိုက်ပါထိုဝင်လေကိုရှုဆိုင်သောခဏမှပင်ချုပ်ပြောက်လေကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တပါဒကလို့အဲဒီလိုရှုလိုက်ရင်မိမိတို့ဝိပဿနာအလုပ်ကောင်းအောင်မြင်ဖြစ်တယ်ဒါကဒီသမာဓိကိုတည်တဲ့အခါထွက်လေဝင်လေနဲ့တည်ပုံက1 2 3 4 5 1 2 3 4 5 6 1 2 3 4 5 6ခွန်1 2 3 4 5 6 8 1 2 3 4 5 6 9 8ခွန်8 9 1 2 3 4 5 6ခွန်8 9 10ထိအောင်ဂဏနာနည်းနဲ့တစ်ခေါက်သွားလိုက်ရင်သမာဓိဘာဝနာဖြစ်တယ်ပြီးတော့မှအဲ့ဒီဂဏနာနည်းနဲ့သွားတဲ့တစ်ခေါက်ပြီးတော့မှဒီထွက်လေဝင်တိုင်းထွက်လေထုတ်တိုင်းခဏ၌ဖြစ်တဲ့ယုံနံတရားတို့သည်ဝင်လေကိုရှုတိုင်းခဏတို့မလိုက်ပါထိုထွက်လေကိုထုတ်တိုင်းခဏ၌မှပင်ချုပ်ပြောက်ကုန်ရကအနိစ္စပါဒကဒုက္ခပါဒကအနတ္တတို့ပါဒကတခါဝင်လေတို့ကိုရှုတိုင်းခဏ၌ဖြစ်တဲ့ယုံနံတရားတို့သည်ထွက်လေတို့ကိုထုတ်တိုင်းခဏတို့မလိုက်ပါထိုဝင်လေကိုရှုတိုင်းခဏ၌ပင်လင်ချုပ်ပြောက်ကြကုန်ရကအနိစ္စတို့ပါဒကအဒုက္ခတို့ပါဒကအနတ္တတို့ပါဒကလို့ချိုးလဲကြည့်ပေါ်လာလိမ့်မယ်အဲ့ဒါထွက်တဲ့ဝင်သက်တဲ့ဝိပဿနာရှုတဲ့နည်းခုနကမဟာဝိသုဒ္ဓယမစတော်ကြီးကမ္မထံပိုင်းမှာရေးထားတဲ့အနုပုပ္ပပေါ့လေဒသနခေါ်တယ်အရှင်အတိုင်းရှုတဲ့နည်းကိုရှုခြင်းရင်ခုနကပြောတယ်လို့ရှုမိမိတို့ရှုနိုင်လောက်ပြီးခဏညမိမိတို့ကြိုက်တာနဲ့ရှု